မင်္ဂလာပါရှင်2026ဧပြီလဟာတနင်္လာသားသမီးတွေအတွက်ကိုပြန်လည်ထိန်းချောင်းရမယ်လားလို့ဆိုရမှာပါစိတ်လှုပ်ရှားမှုတွေထက်တည်ငြိမ်မှုကိုပို့ပြီးတော့တိဆောက်ရမယ်ကာလမျိုးဖြစ်နေပါတယ်ဒီလမှာစွန့်ရည်နေအနှဲငယ်ကုန်ခန်းနေတယ်လို့ခန်းစားရတတ်ပါတယ်အထူးသဖြင့်မိသားစုအတွင်းနားလည်မှုလွဲတာမိခင်ဒါမှမဟုတ်အမျိုးသမီးကြီးစိုးတဲ့အတိုင်းဝိုင်းနဲ့အဆင်မပြေတဲ့ဖြစ်တာမျိုးတွေကြုံရနိုင်ပါတယ်သူတစ်ပါးကိစ္စတွေမှာပင်ပန်းနေတတ်လို့ကိုဂရုစိုက်ဖို့မမေ့ပါနဲ့နော်ငွေကြေးပိုင်းမှာအရန်ကိုစိတ်ဆက်ကြွေတာနေမဲ့လာပါဝင်ငွေရှိပေမဲ့တကြံကာလအသုံးစိတ်တွေအတွက်စိုးရိမ်နေတတ်ပါတယ်ယင်းနှမြုံနှံမှုအသစ်တွေလုပ်ဖို့တက်ရှိတာကိုမြင်အောင်စုပ်ကိုင်ထားတဲ့အချိန်မှာပဲခရီးစဉ်တွေရှိရင်တော့အထူးတတိထားဖို့လိုပါမယ်တကြံတွင်ခရီးသွားဖို့စီစဉ်ထားတာရှိရင်အစီအစဉ်ပြတ်တာဒါမှမဟုတ်လန်ကီမှာအနှောက်အယှက်လေးတွေကြုံရတတ်ပါတယ်အလုပ်ထဲမှာအတင်းတိုးမလုပ်ဘဲနဲ့အချိန်လျှော့ပြီးတော့စောင့်ကြည့်ပေးပါအခြေရနဲ့လူမှုရေးမှာတော့စကားပြောဆိုမှုတွေထင်ခေါ်နေတတ်ပါတယ်ချစ်သူဒါမှမဟုတ်အိမ်တော်ဘက်နဲ့စိတ်ဝမ်းကွဲတာအပေးယူမမျှတာမျိုးတွေရှိနိုင်ပါတယ်အာနာတတဲ့တနင်္လာသားသမီးတွေအနေနဲ့စိတ်တန်ရာမရအောင်တတိထားဆက်ဆံပေးပါရှင်ဒါပေမဲ့အာမငယ်ပါနဲ့တင့်စီမှာအခက်ခဲမှန်သမျှကိုကြော်ပြနိုင်တဲ့အတွင်းအားအပြည့်ရှိနေပါတယ်ဒေါ်လာနဲ့မဟုတ်ဘဲနဲ့မေတ္တာနဲ့အသိခံပြီးတော့ဖြည့်ရှင်းမယ်ဆိုလို့ရှိရင်နောက်ဆုံးမှာအခြေအနေအလုံးကိုပြန်လည်ထိန်းချုပ်နိုင်တဲ့သူဟာလည်းတိမ်မဲဖြစ်လာမှာပါတနင်္လာသားသမီးတွေအတွက်အကျဉ်းချုပ်အကြံပြုချက်လေးတွေကတော့စီးပွားရေးမှာဆိုလို့ရှိရင်ပုံမှန်တိုင်းပဲရှိနေပါမယ်အတစ်ထက်အဟောင်းကိုထိမ့်သိမ့်ပါအခြေရေးမှာဆိုလို့ရှိရင်အမှုအခင်းလေးတွေဖြစ်နိုင်လို့စိတ်ရှည်သိခံပြီးစကားနည်းနည်းပဲပြောပါကျမကြီးမှာဆိုလို့ရှိရင်ဘိုက်နာတာဝမ်းပိုက်ပိုင်းဆိုင်ရာဝေဒနာတွေဖြစ်သက်လို့အစားအသောက်တွေစိတ်ကျင်ပေးပါဆောင်ရန်အနေနဲ့ပလဲရောင်ဒါမှမဟုတ်ခရမ်းရောင်လိုနူးညံ့တဲ့အရောင်တွေကိုဝတ်ဆင်ပါရှောင်ရန်အနေနဲ့ကတော့အဝေးခီးသွားတာစိတ်မျက်လက်မျက်လှုပ်ဆောင်တာမျိုးတွေကိုအထူးရှောင်ကျဉ်ပါရှင်ကံမွေးစေဖို့အတွက်တနင်္လာနေ့မှာဖျားကိုနွားနို့ဒါမှမဟုတ်အုံနို့ခောက်ဆွဲလူတန်းပေးပါတရိတ်ဆန်လေးတွေကိုအထူးသဖြင့်ခွေးကြောင်လေးတွေကိုအစာကျွေးပေးပါတကြံအတွင်းတီလာဆောက်တည်ခြင်းကတင်ရဲ့အနေရမှန်သမျှကိုကျော်လွှားစေပါလိမ့်မယ်တနင်္လာသားသမီးတွေအားလုံးဘေးအန္တရာယ်ကင်းဝေးပြီးပျော်ရွှင်စရာဧပြီလလေးဖြစ်ပါစေရှင်